ပိုင်းအထက်တန်းကျောင်းတစ်ခုမှာကျောင်းသူများကိုတရေဝင်ရောက်ပူကတ်ခြင်းဖြစ်ပုံကလွန်ခဲ့နှစ်ဆောင်တွင်ကာလတုန်းကမနက်ခင်းတစ်ခုမှာဖျားဝတ်ပြုတ်ပေးတာနဲ့နေ့လေစားပြီးတရားထိုင်မဲ့လို့တော့အတိမိတ်ဆွေတအိုးကဖုံးဆက်ပြီးဘေဒင်မေးခြင်းလို့အိမ်လာခဲ့ပါမယ်ဆိုပြီးရောက်ချလာလေသူတို့ရောက်လာတော့ဘေဒင်တွတ်ဟောပြောနောက်တော့ပယောကစစ်ချင်းတယ်ဆိုတော့စစ်ပေးပယောကစစ်ပေးနေတော့ရှမ်းတိုက်ဆက်ဝင်ပူးနေတော့ရှိပေးတယ်ဖုံးတစ်ခုကဝင်လာတယ်မော်လမြိုင်ကအကြောင်းမှာခလေးတွေကိုတရေတွေဝင်ပူးနေလို့လာပင့်ချင်းလို့အသင့်ပြင်ပေးထားပါတယ်ဘလူဖြစ်ကြတာလေအခုပူးနေတာပျောက်ပေးလားဆိုပြီးမေးမရအလောအသားကြီးနဲ့ဖုံးဆက်ပြီးဖုံးချသွားတယ်ဖုံးဆက်တဲ့သူကလည်းအရင်ကကျွန်တော်မှဗီရင်မေးပထန်းဆက်ဖူးတဲ့သူနဲ့အဲ့ဒီចောင်းကဘလို့ဆက်မိကလေးမသိအင်ကပူးနေတဲ့ရှမ်းတိုက်ကိုထွက်ခိုင်းပြီးလိုအပ်တာတွေအမြန်လွတ်ပြီးအင်ကဧည့်သည်ကိုပြန်ခိုင်းရတယ်သူတို့အရှိမဖုံဖြိုးနေတော့ဗီရင်လာမေးတဲ့သူတွေကဆရာအဲ့ဒီចောင်းကိုလိုက်ပို့ပေးရမလားမေးသည်နဲ့ကျွန်တော်ကသူတို့လာခေါ်တာသွားလို့ရတာကိုစန္ဒနဲ့ကိုသွားလို့မိဟာတဲ့စီးရှိတဲ့အကြောင်းပြောရတယ်ခဏနေတော့ဖုံးထက်ဆက်လာတယ်ဆရာကျမတို့ခဏနေရောက်တော့မယ်ဆရာအသင့်ပြင်ထားပါဆိုတော့အဝတ်စားလဲလိုအပ်တာတွေထက်လမ်းထွက်ဆောင်ပေါ့ကျောင်းဒီမှာအခုလိုအစုလိုက်တရေပူးတာခဏကြားဘူးနေတော့ယုံရလဲခတ်တကယ်ပဲလားမသိတေချာလဲမေးမရနဲ့ကျွန်တော်တို့လာခေါ်တဲ့သူကကားနဲ့လာခေါ်တော့ကားပေါ်ရောက်တော့မေးရလေဘလို့ဖြစ်တာလဲပေါ့သူလဲတေချာမသိဘူးပြောပြန်တယ်လာခေါ်တဲ့သူနဲ့အဲ့လီကျောင်းကဆရာမနဲ့ကမောင်နှမတွေသူ့အမကအဲ့လိုဖုံးဆက်ပြီးအကူအညီတောင်းတော့ဆရာကိုကျမလာပင့်တာပဲအခုကျမအမကိုဖုံးဆက်တာဝင်ပူးတာမရှိတော့ဘူးပြောတယ်ဆရာဟိုရောက်မှအခြေအနေကြည့်ရမှာပဲကျွန်တော်လဲပြောလိုက်တယ်တရေတကယ်ပူးတာဆိုရင်ကျွန်တော်လာတာသူသိနေလောက်ပြီးပူးမှာမဟုတ်တော့တော့ဘူးကျွန်တော်ရောက်နေတာတော့ပူးနေတော့ဆိုရင်အဲ့ဒါတကယ်တရေပူးတာမဟုတ်တော့ဘူးအဲ့လိုနဲ့ခလေးတွေចောင်းစင်းနေတဲ့အချိန်ကလည်းဖြစ်ပြက်တရေပူးတယ်ဆိုတဲ့ចောင်းဆောင်အဝတ်မှာလူတွေကလည်းအုံနေတယ်ကျွန်တော်ရောက်တော့ခလေးမလေးတယောက်အဆောင်အဝင်လောက်မှာမူးလဲလို့သူ့ငယ်ချင်းနဲ့ဆရာမတွေကပြုစုနေကြတယ်ကျွန်တော်လည်းဆရာမတွေကိုဝင်ပူးတဲ့ခလေးမလေးကိုခန္ဓာကိုစမ်းခိုင်းရတယ်အေးနေလားပူနေလားပေါ့အေးနေတဲ့ဆရာဆိုပြီးပြောလာတယ်လော်ကီလိုင်းမှာတရေပူးရင်အေးလာတယ်နတ်ပူးရင်ပူတဲ့ဓာတ်သဘောရှိတယ်အဲ့ဒီအရာကိုသိရအောင်ခန္ဓာကိုယ်ကိုစမ်းခိုင်းရလာပါခလေးမလေးကိုအဝင်ထွက်ကနေရုံငယ်နဲ့ရွှေ့ခိုင်းရတယ်ခလေးမလေးကအဲ့ဒီချိန်မှာပူးကတ်နေတာတွေရှိမနေပဲဝင်ပူးပြီးဖြစ်တတ်တဲ့သူတွေဖြစ်နေကြလက္ခဏာတွေဖြစ်တဲ့မိုးတာမောတာကိုခံစားနေရတာအဲ့လိုနဲ့ကျွန်တော်လည်းအာကာကွယ်သဘောမျိုးထပ်ပြီးမပူးရအောင်စေးတိုင်နေတဲ့အခါမှာကျောင်းအဖော်ကနေအုံးဆိုပြီးစူညံတန်ထွက်လာတယ်ပူးနေပြီဆရာဆိုပြီးကျောင်းသူတွေကအောက်စင်မီလာခေါ်တယ်ကျောင်းဆောင်အနေထားကအင်္ဂလိပ်ခေတ်ကပွန်ဆန်တွေဆိုတော့အခန်းတွေကများပြီးအပေါ်ထက်အောက်ထက်တွေရှိနေလားအခုကအပေါ်ထက်မှာပြဿနာတက်နေလားကျွန်တော်လည်းအောက်ကခလေးမလေးကိုစေးတိုက်ပြီးအပေါ်ပြေးတက်ပြီးသွားကြည့်ရတယ်အပေါ်ထက်မှာလည်းခလေးမလေးနောက်တစ်ယောက်ပူးချင်းတလို့မူးလဲတလို့နဲ့တငယ်ချင်းခလေးမလေးတွေကဝိုင်းပြီးရက်ခတ်နေကြတယ်ကျွန်တော်လည်းခလေးကိုဆီယာမတွေနားနေခန်းနဲ့ရွှေ့ခိုင်းရတယ်အခုခလေးမလေးကိုလည်းစေးတိုက်ဖို့လုပ်နေတော့ကြောက်ပြီးတုံနေတာတွေအသက်ရှူကျက်နေတာတွေထစ်နေတယ်ဆိုပြီးပြောလာတယ်ကျွန်တော်လည်းခလေးကိုပူးကတ်နိုင်ခြင်းမရှိအောင်အမိန့်ပြန်လိုအပ်တာတွေလည်းလုပ်ပေးနေတော့သူ့အဲ့လိုထစ်နေတဲ့အချိန်မှာဆီယာမနားနေခန်းမှာအတန်းပိုင်ဆီယာမတွေကျောင်းကိုဆီယာမကြီးတွေရောက်နေကြတယ်ကျောင်းကိုဆီယာမကြီးနားမှာခလေးမလေးတယောက်ကဆီယာမကိုတခုခုတေချာပြောပြနေတာတော့ရှိတယ်။ဘာပြောနေမှန်းကျွန်တော်လည်းမသိပါ။အဲ့ဒီချိန်မှာဝင်ပူးချင်းတလို့ဖြစ်နေတဲ့ခလေးမလေးကိုကြည့်ပြီးသူတို့တခုခုမှားထားတယ်ဆိုတာကျွန်တော်အာယုံနဲ့ပေါ်လာတယ်။အဲ့ဒီချိန်မှာဆီယာမကြီးကဒီမှာခလေးတယောက်ဝန်ခံနေပြီ။ကျွန်တော်ကလည်းသူတို့တခုခုအမားတခုလှုပ်ထားတယ်ဆိုပြီးဆီယာမကြီးကိုအပြောမယ်လှုပ်တော့ဆီယာမကြီးကဒီခလေးတွေအုပ်စုကမုံစားချောင်းစင်းတုံးကချာလီတရေခေါ်တဲ့နီးကိုအသုံးပြုပြီးတရေခေါ်နီးကိုကစားထားတာမုံစားချောင်းစင်းပြီးចောင်းပြန်တတ်တော့တ
ရဲခေါ်နီကစားထားတဲ့ခလေးမလေးတယောက်ကိုဝင်ပူးတာကစတာပဲဆိုပြီးဆရာမကြီးကပြောလာတယ်ကျွန်တော်လည်းဆရာမကြီးကိုပြောရတယ်အခုခလေးလေးကိုကျောင်းအမြန်ဆင်းပေးလိုက်ပါဝင်ပူးတာကိုဝိုင်းအောင်ကြည့်နေကြတော့ပိုရွှတ်ကုန်မယ်ပြောရတယ်နောက်ပြီးဆရာမတွေကအဲ့ဒီအချိန်မှာဝင်ပူးတဲ့ခလေးတွေရဲ့မိဘတွေကိုဖုံးဆက်ပြီးလာခေါ်ခိုင်းနေတာကိုတွေ့ရတယ်ခလေးတွေအကုန်လုံးလဲကျောင်းစင်ပြီးသွားတဲ့အချိန်ဆရာမကြီးနဲ့အတန်းပိုင်ဆရာမတွေပဲကြံတော့တဲ့အချိန်မှာဖြစ်ပုံကိုမင်းရတယ်ကျွန်တော်မရောက်ခင်ကတော်တော်တောင်းကျမ်းတယ်ဆိုပဲခုံတွေကန်တာအဝေးတွေပါလွင့်ကုန်တယ်နောက်ပြီးကျောင်းပဒင်းပေါက်ကနေခုံမဲဆိုပြီးလှုပ်တာလေးရှိတယ်ဇလန်းအစကကောင်မလေးကယောက်ကိုအဖြူရောင်ကားဝင်တဲ့မိန်းကလေးကငါနဲ့လိုက်ခဲဆိုပြီးခေါ်တာကိုအဲ့ဒီကောင်မလေးမြင်တဲ့အချိန်ကစပြီးကျောင်းလေးခန်းလုံးမှာရှိတဲ့ကျောင်းသူတွေတယောက်ပြီးတယောက်ပူးတာကစတာပဲဇလန်းအစုံလဲသိရပြီးဖြစ်လို့ကျွန်တော်မြင်တာလဲဆီယာမကြီးနဲ့ဆီယာမတွေကိုပြောရတယ်ဒီအဆောင်မှာငကိုတဲကသူကရှိနေတာသူဘာသာသူနေတဲ့သူနောက်ပြီးသူကမြန်မာမဟုတ်နိုင်ငံသူဘာသာကြားခရစ်ယာန်သူရှိနေတာအနည်းဆုံး200နီးပါးကိုရှိနေလောက်ပြီနောက်ပြီးဒီနေရာမှာသူကအိမ်ရှင်ပဲဆီယာမနဲ့ចောင်းသူចောင်းသားတွေကဧည့်သည်တွေဆိုတာရှင်းပြရတယ်ဆီယာမကြီးကတော့သူ့အရင်ကចောင်းဒီမှာအသိအကြုံရှိလို့မနစ်ဖြန်ဖုန်ကြီးပင့်ပြီးကမဝါရွတ်ခိုင်းမယ်ဆိုပြီးပြောလာတယ်ကျွန်တော်လည်းတတိပေးရတယ်ကမဝါရွတ်ကနဲ့သူ့အတွက်ပိုဆိုးသွားစေနိုင်တယ်အခုကိစ္စကသူ့အလွန်မဟုတ်ခလေးတွေကအမှားလုံးမိတာတတိလေးနဲ့တော့လုတ်ပါဆိုပြီးပြောရတယ်ကျွန်တော်လည်းဆီယာမကြီးကိုကျွန်တော်မပြန်ခင်လိုအပ်တာတွေလုပ်ပေးပါမယ်ပြောလိုက်တဲ့အခါမှာဆီယာမကြီးကလည်းဆရာလိုအပ်တာရှိရင်ဆီယာမတွေကိုပြောနိုင်တယ်ဆိုပြီးဆီယာမကြီးလည်းကျောင်းကားနဲ့ပြန်ရမှာဖြစ်လို့စောစောပြန်သွားတယ်ကြံခဲ့တဲ့ဆီယာမတွေကိုခလေးတွေစပူးတဲ့အခန်းကိုလိုက်ပြခိုင်းရတယ်ဆီယာမတွေကလည်းသူတို့အခန်းအကြောင်းသိပုံရတယ်ထပ်ထိုးမှာတရေကနေတယ်ဆိုတဲ့အကြောင်းအဲ့ဒီတရေနေတဲ့နေရာကိုအလုံးပိတ်လို့မရပိတ်တာနဲ့သွေးတန်ရိုးတစ်ခုမုံတစ်ခုဖြစ်တယ်ဆိုပြီးပြောလာတယ်အဲ့လိုနဲ့ဆီယာမတွေအခန်းတကားတွေပိတ်ပြီးအကုန်အောက်ဆင်းခိုင်းရတယ်ကျွန်တော်အမိန်ပြန်มาဖြစ်လို့အကုန်အပြန်ထွက်ကျွန်တော်ကအပေါက်ဝမှာနေပြီးမြတ်တာရက်ခံစရာရှိတာတွေပြောအမိန်ပြန်စရာရှိတာတွေပြန်ပြီးဆီယာမတွေကိုမနှက်ဖလန်ဖုံဖုံတို့ကြွလာတဲ့အခါမှာကမဝါရွတ်ခိုင်းနေအရင်ဆုံးဒီနေရာမှာမကျွတ်မလွတ်တွေရှိနေရင်မနေဖို့အမားပါသွားရင်ဘွေမယူဖို့ဆိုတာပြောပြပြီးတတိပေးရမယ်ဆိုပြီးတေချာမှာပြီးပြန်လာခဲ့လိုက်တယ်ကျွန်တော်ကိုလာခေါ်တဲ့သူရဲ့ကားကိုမောင်းတဲ့ဦးကြီးကပြောတာကအဲ့ဒီအဆောင်မှာကသူတို့ကြောင်းတက်တဲ့အချိန်ကနာမည်ကြီးဘိုမတရေဆိုတာရှိတယ်လို့တိုက်တိုက်ဆိုင်ဆိုင်ပဲပြောလာတယ်အဲ့လာလောက်ဆိုတရေတမန်ကိုခတ်မှန်းလို့ရနေပြီတရေနဲ့လူဆိုတာစီးတစ်ခုထားရင်သူတို့ကိုဘာမှမလုပ်ရင်သူတို့လည်းဘာမှပြန်မလုပ်ပါခလေးလေးလည်းပါဇက်မစော်ဟိုဆီယာမတွေကိုလည်းမှားထားခဲ့ရတယ်မနှက်ဖြန်ရောက်တော့ကျောင်းကိုဆီယာမကြီးကနာမည်ကြီးဆရာတော်တွေကိုပင့်ပြီးအန်တရေကင်းပရိရွတ်မြစ်တာတုတ်တွေရွတ်တဲ့အချိန်မှာလဲဝင်ပူးတာတွေရှိတယ်ဆိုပြီးကြားသိရတယ်နောက်ဆုံးတော့ဆရာတော်ကြီးကမြစ်တာရက်ခံပြီးပရဲမကိုမိမိဖုန်ကြီးကျောင်းကိုလိုက်ခဲ့ဟိုမြစ်တာရက်ခံပြီးခေါ်သွားလိုက်ရတယ်အဲ့ဒီနောက်ပိုင်းပိုးကတ်တဲ့ကိစ္စတွေမကြားရတော့တာဒီနေ့တိုင်ထီပါ